ခုကျွန်တော်သွားမယ့်နေရာတော့ Holy Sepulchre Church သခင်ယေရှုကားတိုင်းတင်တက်ခဲ့တဲ့ Calvary တောင်ကုန်းမြုပ်နှံတကြိုပြီးရှင်ပြန်ထမြောက်တဲ့ကိုတင်ချိုင်းကိုမိုးပြီးတော့တိဆောက်ထားတဲ့ဘုရားကျောင်းမှာဖြစ်ပါတယ်။အဲဒီကိုခုကျွန်တော်သွားမှာဖြစ်ပါတယ်။ဒီကြောက်ပြသခင်ယေရှုကားတိုင်းပေါ်နေချပြီးတော့အလောင်းတော်ကိုတင်ချိုင်းကိုထဲမှာမတော်ကြခင်သူတို့ယူလူမျိုးတွေရဲ့ဓလေ့ထုံးစံအတိုင်းနန့်တာစီနဲ့ကိုလုံးကိုလိမ့်ကြံခဲ့တဲ့နေရာပဲဖြစ်ပါတယ်။အခုမြင်တွေ့ရနေရတာတော့ Calvary တောင်ကုန်းလို့ခေါ်တဲ့ Calvary တောင်ကုန်းအရက်ပြဖြစ်ပါတယ်။ဖျားကြောင်နဲ့ဝင်ပြီးတော့ကျွန်တော်တို့ဘယ်ဘက်ကိုချိုးလိုက်တယ်ဆိုရင်သခင်ယေရှုရဲ့တင်ချိုင်းကိုခုလိုတွေ့မြင်ရမှာဖြစ်ပါတယ်။ဒါတော့သခင်ယေရှုတကြိုပြီးတော့ဒီတင်ချိုင်းကိုထဲကနေပဲ3ရက်မြောက်တဲ့နေ့မှာရှင်ပြန်ထမြောက်ခဲ့တဲ့နေရာပဲဖြစ်ပါတယ်။ဒါကတော့တင်ချိုင်းကူအထဲကနေတွေ့မြင်ရတဲ့မြင်ကွင်းပဲဖြစ်ပါတယ်။ခုနကတော့ဖုံတော်ကြီးဝင်သွားတဲ့နေရာတော့သခင်ယေရှုရဲ့ကိုတင်ချိုင်းနေရာပဲဖြစ်ပါတယ်။သခင်ယေရှုအလောင်းတော်ကိုတကြိုခဲ့တဲ့နေရာပဲဖြစ်ပါတယ်။အထက်ကတော့မောင်မဲနေတယ်တွေ့တာအဲ့မှာတင်ချိုင်းကူနှစ်ခုရှိတယ်ဒါအရင်တော့ကတင်ချိုင်းကူစံပုံစံဖြစ်ပါတယ်ခုနအဲ့လိုမျိုးတင်ချိုင်းကူထဲမှာလူတွေမြုပ်ပြီးတော့သူတို့အယိုးတွေပဲကြံတဲ့အချိန်မှာအဲ့ဒီအယိုးတွေကိုဒီတံမျိုးအောက်မှာလိုင်ကူရှိတယ်အဲ့လိုင်ကူထဲကိုပြန်ပြီးတော့သူတို့ပြစ်လို့ရှိတယ်ခုဒီမှာတွေ့နေရတဲ့ဟာကျတော့ပိတ်ထားတဲ့ line ကိုပေါက်ဒီနှစ်ခုကတော့မရှိတော့ဘူးကဲအခုဒီသခင်ယေရှုရဲ့ကားတိုင်းတော်အစ်ကိုရှာဖွေတွေ့ရှိခဲ့တဲ့ဘုရားကျောင်းဆောင်တည်တည်လေးကိုတွားကြရအောင်
ဒီနေရာမှာ Constantine ဘုရင်ရဲ့မိခင်စိန့်ဟဲလီနာနဲ့သခင်ယေရှုရဲ့ကားတိုင်းတော်အစစ်ကိုရှာဖွေတွေ့ရှိခဲ့တဲ့နေရာပဲဖြစ်ပါတယ်ဒီနေရာမှာ Calvary Town ရဲ့ဟိုနှစ်ပေါင်း2000ကျော်တုန်းကရှိခဲ့တဲ့ Calvary Town ရဲ့မြေကြီးကိုပေါ့နော်ကြောက်ဆောင်ကိုတွေ့ရှိရမှာဖြစ်ပါတယ်။ခုတွေ့မြင်ရတဲ့အကြောင်းကသခင်ယေရှုတည်တဲ့အချိန်မှာမြေငလျင်လှုပ်ပြီးတော့အပ်ခဲ့တဲ့အကြောင်းအရာပဲဖြစ်ပါတယ်။ဒီအပေါ်တက်မှာတော့သခင်ယေရှုကိုကားတိုင်းတင်တက်ခဲ့တဲ့နေရာဖြစ်ပါတယ်ခဏနေအပေါ်သွားကြရအောင်ကဲခု Calvary Town ပေါ်ရောက်နေပါပြီခုတွေ့မြင်တဲ့နေရာတော့သခင်ယေရှုကိုကားတိုင်းမတင်ခင်သူရဲ့ခြေဖွားလက်ဖွားတော်တွေကိုတန်ဖိုးနဲ့ရိုက်တဲ့နေရာပဲဖြစ်ပါတယ်ခုမြင်တွေ့တဲ့နေရာတော့သခင်ယေရှုရဲ့ရှေးဖွားလက်ဖွားတော်တွေကိုတန်ဖိုးနဲ့ရိုက်ပြီးတော့ကားတိုင်းတင်တက်ခဲ့တဲ့နေရာတက်တယ်ပဲဖြစ်ပါတယ်အခုမှလူတွေငုတ်ပြီးတော့ဝင်နေတဲ့နေရာလေးကတော့ Calvary Town ရဲ့မြေကိုအဲ့ဒီနာမအပေါက်ရှိတယ်အဲ့ဒီအပေါက်ထဲနေထိပြီးတော့ဆူတောင်းတဲ့နေရာလေးဖြစ်ပါတယ်လက်တစ်ခုဝင်ပေါက်စာလေးရှိတယ်အဲ့ဒီဝင်ပေါက်ထဲနေလက်ကိုနှိုက်ပြီးတော့အဲ့ဒီ Calvary Town ရဲ့မြေကြီးကိုထိလို့ရပါတယ်အခုတော့ Calvary Town ပေါ်ကနေအောက်ကိုအပေါ်စီးကနေမြင်ရတဲ့မြင်ကွင်းပဲဖြစ်ပါတယ်ခုတော့အဲ့ဒီဖျားကြောင်းနဲ့ကျွန်တော်နေတဲ့နေရာကိုပြန်လမ်းပဲဖြစ်ပါတယ်ဒီကြောက်ပြားတွေကိုကြည့်ချင်းအဖြစ်ဒီကြောက်ပြားတွေဟာနေပေါင်းဟို2000ခရယာရှိခဲ့တဲ့ကြောက်ပြားတွေဆိုတာကိုကျွန်တော်တို့သိရှိနိုင်ပါတယ်ဒီရတာတော့ Tower of David ဖြစ်ပါတယ်အဲလိုမျိုးရှိတိဆောက်ခဲ့တဲ့စောက်ပြီးတော့ဖြစ်ပါတယ်အခုမြင်တွေ့ရတဲ့ gate ကတော့ Jaffa Gate ဖြစ်ပါတယ်ဒီ gate ကိုဖြတ်ပြီးကျွန်တော်နေတဲ့နေရာကိုပြန်တော့မှာဖြစ်ပါတယ်ကဲနောက်ဆုံးအနေနဲ့ Jaffa Gate ရှိရနေဂျေရုဆလင်မြို့ဟောင်းရဲ့တရိုင်းကြီးတွေကိုကျွန်တော်တို့တစ်ခေါက်ပြန်လို့ဖြစ်ရအောင်ဆိုခုလိုကျွန်တော်နဲ့အတူတူဂျေရုဆလင်မြို့ကိုတပတ်ပတ်ပြီးတော့အတူတူလျှောက်ပေးတဲ့အတွက်အားလုံးကိုထူးပဲကျေးဇူးတင်ပါတယ်